အားလုံးပဲမင်္ဂလာပါရှင်ဖဖန်အခုကတော့ Innosity ကိုရောက်နေရပြီဖြစ်ပါရှင် Innosity မှာ3ခွဲကြလို့ရှိရင်ကားလာတာကိုစောက်ပြီးတော့ကလောကိုသွားမှာပဲဖြစ်ပါတယ်ဖဖန်နဲ့တူကလောခီးစဉ်ကိုလိုက်ခဲ့ကြဆို come on hello အခုကဘယ်ရောက်နေရလဲ ဟဲ့ဒီလိုရဲမမသိတာပြန်ပြက်အခုကကားပေါ်ရောက်နေရကား expert ကားကိုရောက်နေကြပါရဲ့ ဘူးလို့ သူရိုက်မယ်မသိဘူးတဲ့ ဘိုးဆိုကြောက်တော့အော်နေအောင် အဲ့လေသူရိုက်မယ်လို့ပြောတာသူမသိရင် ဟုတ် expert ကားကိုရောက်နေဖြစ်ပါရှင်ကိုကတော့ဘိုးချုပ်ပါဘိုးချုပ်ပြီဆိုတော့အိပ်ပြီးကဲမနေ့ကမှတွေ့မယ်အားလုံးပဲမင်္ဂလာပါရှင်ကိုကတော့မနေ့7 နာရီပေါ့နော်မနေ့7 နာရီထိုးပြီးတော့ဘယ်ကိုရောက်နေလဲဆိုတော့အောင်ပဲမြို့ရောက်သွားပြီကိုကချိန်စားတော့ဆိုင်မှာ breakfast စားမယ်ရှမ်းကောက်လဲဆိုလို့ရန်ကုန်ကရှမ်းကောက်လဲချိန်မှာလိုက်တာတကယ်ရှမ်းကောက်လဲအစ်စ်နဲ့လာတို့ကမစားတတ်တော့ဘယ်လိုလဲတော့မသိဘူးတခါမှမစားဘူးကောင်းတော့ကောင်းပါတမျိုးလေးပေါ့ရတာရှမ်းကောက်လဲမစားတတ်တော့ပဲပြုတ်နဲ့စီစမ်းအိမ်မှာစားနေတဲ့အတိုင်းမချက်ဘဲဥကျော်နဲ့ဖဲပြုတ်စီစမ်းနဲ့ပဲစားလိုက်ပါတော့တယ်စားကြပါဦးရှမ်းပြည်လာရင်ရှမ်းကောက်လဲအစ်စ်နဲ့တိုးမယ်နော်ပဲပြုတ်စီစမ်းသမင်းထဲမှာပဲတိုးတော့မနုကလည်းမှားတယ်အာဟာရပြတ်နေဘူးခုလုံးမဝါတာလို့ပြန်စားပြီးဆိုတော့အလန်းစီတီကိုသွားကြမယ်ခုကတော့ဗန်တို့အလန်းစီတီကိုရောက်နေရဖြစ်ပါရဲ့ရှင်မနေ့က breakfast စားပြီးတော့အလန်းစီတီကိုဖျားသွားဖို့မယ်ဘောဖနဲ့ချုပ်ပါဖနဲ့ချုပ်ကမယ်ဖနဲ့ချုပ်ကမယ်ဒီဗန်တော့အချိန်နဲ့အတိအကျသွားတာဖြစ်တဲ့အတွက်ပေါ့နော်တိတ်ပြီးတော့ထဲတဲ့အထိတော့တေချာမရဲလဲရပါဘူးဒါပြီးလို့ရှိရင်တော့ရှေးဦးရဲ့သမားလိုင်ကိုတောင်းပါပဲဖြစ်ပါရဲ့ရှင် She was born to get away. Hear that two-tone humming. ဗန်တော့ကတော့ရှေးဦးရဲ့သမားလိုင်ကိုရောက်ရှိနေဖြစ်ပါရဲ့ရှင်အားလုံးလည်းဖျားဖို့ကြမယ်ဒါတို့ဒီကိုရောက်ဖို့ဆိုရင်ကြတော့ high jet ကားလေးနဲ့လာပါတော့ high jet ကားတစ်စီးကိုလူ8ယောက်အဲ့မှာလူ8ယောက်မှာကြတော့ခလေးပါတော့အဲ့ချောင်းချောင်းလေးထိုင်ရဝါကျန်တဲ့ကားကြီးကြတယ်နေကြက်တယ်လူကြီးကနည်းနည်းပဲပါခလေးပါကာချောင်းကြီးနေပဲ high jet ကားနဲ့လာ expert နဲ့ကြလာလို့မရဘူးဘိုးဘောက်ကြည့်လိုက်ဘိုးဘောက်ဗီဒါလာ Oh my god အပြင်ဘက်တွေကတော်တော်လှဒီမှာထက်ရှိသေးတယ်တပ်ပယ်လိုက်တော့အောက်မှာအမြင်ကြီးပဲအောက်မှာအမြင်ကြီးပဲပြဖို့ပြီးရင်တော့နီးလေတာတော့စားမယ်โอเคကြပါဦးငါဖဲစုတ်ချက်တယ်မိုက်တယ်ငါဖဲကိုအပြားလေးလီရွက်ချက်တာဘူဖေစားကြပါဦးဒါပဲပြားတွေကရှင်ပြည့်မှာ ဦးကျရရလေး ဘူဖေပုံတလုံးဘူဖေစားမှာဖြစ်ပါတယ်30သားကို3000မကုန်ရင်ရောင်းမှာဖြစ်ပါတယ်ကုန်ရင်တော့တိတ်တလောက် free စားပေါ့မကုန်ရင်တော့ရောင်းရမှာပဲဖြစ်ပါတယ်ဒါညှစ်ချင်တဲ့ဝတ်သားပမတ်ကြိုက်ညှစ်ချင်တဲ့ဝတ်သားဟင်းနေရတော့အစုံပဲစားကျင်ကြလေးဘူဖေဘုံတလုံးမှာစားရဖြစ်ပါတယ်ဝက်နံရုံညှစ်ချင်ရောငါစုပ်တည်းစုံညာဟိုဘရရပဲပူဆွေးဆိုစားရကောင်းရပါပြီညထားစားရဝါပြီဆိုနောက်ထပ်နေရာနှစ်ခုထပ်သွားပဲနောက်ထပ်နေရာနှစ်ခုကတော့မြင်းမထီကူနဲ့ဗျိုက်တောင်ကိုသွားမှာပဲဖြစ်ပါရဲ့ရှင်
ကိုကတော့ညီမတီ